Hello everyone, how are you? This is hour 9 of Brilliant English Language Classes. လုံးသင့်တယ်မလုံးသင့်ဘူးပြောချင်ရင် should ought to ဆိုတဲ့ model verb တွေကိုသုံးပြီးတော့လည်းပြောနိုင်ပါတယ်။သူတို့ရဲ့နောက်မှာ verb base form သုံးရပါတယ်။ဥပမာ you should stop smoking ဆိုရင်မင်းဆေးလိပ်တောက်တာရပ်သင့်တယ်။မလုံးသင့်ကြောင်းပြောလို့ရင်တော့ should not သို့မဟုတ် shouldn't နဲ့ verb base form နဲ့တွဲပြီးပြောရပါတယ်။ You should not go to bed late ဒါမှမဟုတ်ရင် you shouldn't go to bed late မင်းအိယာဝင်နောက်မကျသင့်ဘူး Spoken English မှာတော့ shouldn't ကိုပဲသုံးလေ့ရှိပါတယ်။ should အစား ought to plus verb base form ကိုလည်းသုံးပြီးပြောနိုင်ပါတယ်။ ought နောက်မှာ to ပါရပါမယ်။ You ought to go to bed early မင်းအိယာစောစောဝင်သင့်တယ်။ ought to ရဲ့အငင်းပုံစံက ought not to ဖြစ်ပါတယ်။ ought not ကိုအတိုကောက်ရေးရင် OUGHTN apostrophe T oughtn't လို့အသံထွက်ပါတယ်။ You ought not to eat in class ဒါမှမဟုတ် You oughtn't to eat in class မင်းစာသင်ချိန်မှာအစာမစားသင့်ဘူးလို့ဆိုလိုပါတယ်။ should ought to တို့နဲ့အဓိပ္ပာယ်ဆင်တူတဲ့ had better plus verb base form HAD had BETTER better plus verb base form လည်းရှိပါသေးတယ်။အဲ့ဒါကိုနောက်ဗီဒီယိုမှာဆက်လက်ဖော်ပြတော့ပါမယ်။ဘုဒ္ဓတာပြည့်မျှဝေခြင်းဖြစ်ပါတယ်။ Good luck to you all.